ကဘာမြေပေါ်တွင်လူသားများလူနေမှုစစ်တမ်းတိုးတက်လာသည့်နှင့်အမျှအစားအသောက်များထောက်ပိုးရာတွင်ပလတ်စတစ်အိတ်များပေါ်မိခွာအားထားမှုပမာဏသည်ယခင်ကထက်အဆမတန်မြင့်တက်လာပြီးဆိုဗီယက်ခံထားရသည့်တခါသုံးပလတ်စတစ်အိတ်ရေတွက်သည်လည်းမြင့်မားလျက်ရှိသည်ဤတို့တခါသုံးပလတ်စတစ်အိတ်ဘူးခုံများကိုလူများစီကမဲစွာဆုပ်ပစ်မှုကြောင့်အများစုသောဒေသများတွင်ပလတ်စတစ်ကြောင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုတန်ခံစားနေရသည်ကိုရှုမြင်နိုင်ပါသည်ယခုကျွန်တော်တို့တွေ့မြင်နေရသည့်ညီစားရွာသည်ပလတ်စတစ်ကြောင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုတန်ကိုခံစားနေရသည့်ရွာများအထဲတွင်မှတရွာပါဝင်ဖြစ်သည်ထိုဖြစ်စဉ်ကိုညီစားရွာတို့ဖြစ်သည့်မိညာချိုင်းကယခုလိုပြောဆိုထားပါသည်ပလတ်စတစ်ကြောင့်ပတ်ဝန်းကျင်ပစ္စည်းတာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ရွာမှာဆိုရင်ပလတ်စတစ်တောင်းဆွဲမှုတွေကအရင်ကထက်ပိုများလာတယ်နောက်ပြီးတော့ပလတ်စတစ်တောင်းဆွဲပြီးွားရင်စနစ်တကျဆုပ်ပြစ်ဖို့ကလိုတယ်ပေါ့နော်ဒါပေမဲ့ရွာဘက်မှာဆိုတော့အဲ့လိုမျိုးပလတ်စတစ်ဆုပ်ပြစ်ဖို့နေရာအတိအကျတတ်မှတ်ထားတာလည်းမရှိဘူးအဲ့လိုဆိုတော့အမိုက်ကိုမြစ်တဲ့ချောင်းထဲမှာတော့ပြည့်ကြတယ်မြစ်တဲ့ချောင်းထဲမှာတော့ပြည့်လိုက်တဲ့ခါကျတော့မြစ်ထဲမှာအမိုက်တွေပေါ်လာတယ်ရေကလည်းမတက်ရှင်တော့ဘူးအဲ့မှာကျမတို့တွေအနေနဲ့မြစ်ကရေကိုပဲတောက်တောင်းပြီးတော့နေ့စဉ်အတောင်ပြုနေကြတဲ့အတွက်အဆင်မပြေဘူးပေါ့နော်ယောဂါတွေလေးရလာတဲ့ကလေးတွေလေးဝမ်းလျှောယောဂါတွေရတယ်ပေါ့နော်အဲကြောင့်ကျမတို့ကရေကိုကြိုချက်ပြီးမှတောက်တောင်းရတယ်မီးရှို့တဲ့အချိန်မှာကျတော့အမိုက်ကနေရှို့လာတဲ့လေထူးကြောင်းနဲ့အမှရွာမှာဆိုရင်လေထူးညဉ့်ညမ်းမှုတွေလည်းဖြစ်တယ်တောရွာမှာဆိုပေမဲ့အမှလေထူးညဉ့်ညမ်းမှုတွေကပိုများလာတယ်ပေါ့နော်အရင်ကထက်နောက်ပြီးတော့ကျမတို့တွေ့ဖူးတယ်ရုပ်မြင်တန်ကြားမှာဆိုရင်အဲ့လိုမျိုးပလတ်စတစ်ကျွတ်အိတ်နဲ့အစားအစာပူနွေးတွေကိုထည့်ရင်ကျန်းမာရေးတမနီညွတ်ဘူးလို့တွေ့ဖူးတယ်ပေါ့နော်ကျမတို့ရဲ့အဖိုးပွားတွေခေတ်ဆိုရင်သူတို့ကအသက်80 90အထိကောင်းကောင်းမွန်မွန်နဲ့ကျန်းမာရေးကောင်းပြီးတော့နေကြရပေါ့နော်ဒါပေမဲ့အခုတလောဆိုရင်ငငယ်ရွယ်နဲ့ကျန်းမာရေးမကောင်းတော့ဘူးကင်ဆာယောဂါတွေရလာကြတယ်အဲ့လိုမျိုးနဲ့အဆင်မပြေဘူးပေါ့နော်ပလတ်စတစ်တခုတည်းအတွက်နဲ့လူတွေကအဲ့လိုမျိုးအန်တရည်တွေခံစားနေရတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်ကျမအနေနဲ့ဒီပလတ်စတစ်ဆုပ်ပြစ်မှုကြောင့်ဖြစ်ပေါ်လာတဲ့အန်တရည်တွေအားလုံးကိုရွာသူကြီးပဲဖြစ်ဖြစ်အောက်ချုပ်ရမှုဖြစ်ဖြစ်သူတို့တွေအနေနဲ့တာဝန်တစ်ခုယူတည်တယ်လို့ကျမထင်တယ်ပေါ့နော်ပလတ်စတစ်အမိုက်များနှင့်ပတ်သက်သည့်ဆိုးကျိုးများကိုမန်ကူထိုးကယခုလိုဆိုထားပါသည်ပလတ်စတစ်အမိုက်များအနှုတ်လက္ခဏာများနဲ့ကျွန်တော်၎င်းကကျွန်တော်တို့သဘောဝပုံကျင်နဲ့ကျမရေပေါ်တက်ရောက်မှုကိုလေ့လာပါမည်ပလတ်စတစ်အမိုက်များဒီပတ်ဝန်းကျင်ထိခိုက်မှုကိုဖြစ်စေသည်နေ့စဉ်တမောင်းများစွာသောပလတ်စတစ်များဒီကျွန်တော်တို့ဤမိုးကောင်းကမြစ်များနဲ့သဘောကျင်တွေစုစည်းနေပြီးတော့၎င်းကကျွန်တော်တို့ဤသဘောဝပုံကျင်နဲ့တိရစ္ဆာန်များကိုထိခိုက်မှုဖြစ်စေနိုင်သည်နောက်ပြီးပလတ်စတစ်အမိုက်များဒီအချို့သောမိုက်ခရိုပလတ်စတစ်များအဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တို့ဤစားသောက်ကုန်များနဲ့အစားအသောက်ကဏ္ဍတွေလည်းဝင်ရနိုင်တဲ့ဖြစ်အနေထိခိုက်မှုကိုဖြစ်စေနိုင်ပါတယ်ဒါပေမဲ့လည်းတိရစ္ဆာန်များသာမိုက်ခရိုပလတ်စတစ်ဒီစီဖူးတွေနဲ့တွေ့ရှိနိုင်ပြီးတော့၎င်းကလူသားကျန်းမာရေးအတွက်အနေရှိနိုင်တယ်ကိုလည်းတွေ့ရပါတယ်ပလတ်စတစ်အမိုက်များဒီကျွန်တော်တို့ဤပတ်ဝန်းကျင်နဲ့ကျန်းမာရေးပေါ်ထိခိုက်မှုကိုလုံးဝဖြစ်စေနိုင်ကိုတွေ့ရှိရပါတယ်ဆိုပြပလတ်စတစ်အမိုက်ပြဿနာကိုဖြေရှင်းဖို့ရန်အတွက်ဖြစ်နိုင်သည့်နည်းလမ်းများကိုလည်းမန်ပွန်ချန်ဆိုင်ကယခုလိုမျိုးရှင်းပြထားပါသည်ဆိုပြပလတ်စတစ်အမိုက်ပြဿနာကိုဖြေရှင်းရအတွက်တကဘာလုံးကလက်ခံကျေးသုံးထားတဲ့ 3R နည်းလမ်းဒီအလွယ်ကူဆုံးနဲ့အထူးဆုံးတဲ့နည်းလမ်းဖြစ်ပြီး 3R ဆိုတာပါလဲ reduce reuse and recycle reduce ဒီပလတ်စတစ်သုံးစွဲမှုကိုလျှော့ချတော့နည်းလမ်းဖြစ်ပြီးဈေးသွားရပုံဝေးစားရမှာပလတ်စတစ်နဲ့ထုတ်ပိုးမှုကိုကျွန်တော်တို့ရေးဆိုင်ရပါမယ် reuse ဆိုတာကပလတ်စတစ်အမိုက်ကနေတစ်ဆင့်ကျွန်တော်တို့လက်သုံးပြတဲ့နည်းလမ်းrecycle ကတော့ plastic အမိုက်များကိုဆက်ရောင်းကနေတစ်ဆင့်ပုံစံအသစ်ပြန်လည်ဖန်တီးတဲ့နည်းလမ်းဖြစ်ပါတယ်။ဤကဲ့သို့နည်းလမ်းများကိုအသုံးပြုခြင်းအားဖြင့် plastic အမိုက်များကိုအလွယ်တကူလျှော့ချနိုင်ပါမယ်ဖြစ်ပါတယ်။ကျွန်တော်တို့ project တစ်ခုလောင်းကိုမန်ညံကယခုလိုမျိုးနှီးကောင်း၆ထားပါသည်။ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ကမ္ဘာတဝန်းရှိလူကြီးထူထပ်လာသည်နဲ့အတူplastic ထုတ်လုပ်မှုရေတွက်ပမာဏကလည်းနှစ်စဉ်နှစ်များတိုးမြင့်လာပါတယ်။ဒီကျွန်တော်တို့လူသားတွေအနေနဲ့လည်း plastic များကိုအသုံးပြုပြီးစီမံကမ်းမဲစွာစုပ်ပစ်ခြင်းပေါ်စားတာမိရှုမှုတို့ကြောင့်ဒီရလက်စိုးအနေနဲ့ပေါ့နော်ဒီတူညဉ့်ညံခြင်းဒီမြောင်မြောင်ပိတ်ဆို့ခြင်းပြီးတော့တက်ရှိတတဝါတို့ရဲ့ကျန်းမာရေး
ကျမကြီးချိုးသိမ်းမှုတို့စတဲ့ဒီဖြစ်ရဆိုကြီးများကိုကျွန်တော်နေ့စဉ်နေ့များကြုံတွေ့လာရတာပေါ့နော်ဒီကျွန်တော်တို့ရမှာဆိုရင်ဒီကမ္ဘာတဝန်းကလက်ခံကျင့်သုံးထားတဲ့ 3R method ပေါ့နော်ဒီ reduce reuse and recycle တို့ကိုလက်ခံကျင့်သုံးပြီးဆိုပါကဒီ plastic သုံးစွဲမှုပမာဏကိုလည်းလျှော့ချစေနိုင်ပါတယ်အထူးနည်းလမ်းများကိုလူကြလုံးနိုင်ဆောင်အားကသာလုံးဆောင်ပြီးဆိုပါကတရားမှုမရှိတော့လဲရောက်ကားစားတရားဆိုသည့်အတိုင်းကျွန်တော်တို့လူသားအားလုံးသူကပုံမှန်လုံးဆောင်ပြီးဆိုရင်ကျွန်တော်တို့လိုအပ်တော့သက်ရှင်လာပါတဲ့ပုံမှန်ခြင်းကိုရရှိစေမည်ဖြစ်ပါတယ် ကျွန်တော်ဒီအစီအစဉ်တစ်ဆက်တူမန်ဆိုင်နုံဖြစ်ပါတယ်ခင်ဗျာ